ရှင်ပေတရုဩဝါဒစာပထမဆောင်အခန်းကြီး2အငယ်24ငါတို့သည်အပြစ်နှင့်ဆိုင်သောအရာ၌အသေးဖြစ်၍ဖြတ်မှတ်ခြင်းအရာ၌အသက်ရှင်စေမည်အကြောင်းငါတို့အပြစ်များကိုကိုတော်တိုင်တစ်တိုင်ပေါ်မှာခံတော်မူပြီဒဏ်ချက်တော်များအဖြစ်သင်တို့သည်အနာပြောက်ရရှိကြ၏ရှင်ပေတရုအခန်းကြီးရှင်ပေတရုပထမဆောင်အခန်းကြီး2အငယ်24အဲ့မှာဒီကျမ်းချက်မှာကျွန်တော်တို့ဒီအနာရောဂါပျောက်ကင်းခြင်းအတွက်ကိုပဲကျွန်တော်တို့တွေဒီမြင်တတ်ကြတယ်နော်တကယ်တော့အဲ့ဒါထက်ပိုရေးကြည့်တဲ့အရာကကြတော့သူ့ရဲ့ရှေ့မှာရှိတယ်နော်အပြစ်နဲ့ဆိုင်သောအရာ၌အသေးဖြစ်၍ဖြတ်မှတ်ခြင်းအရာ၌အသက်ရှင်စေမည်အကြောင်းနော်အပြစ်နဲ့ဆိုင်ရင်အသေးတဲ့နော်ဖြတ်မှတ်ခြင်းအရာမှာကြတော့ဘာဖြစ်လဲအသက်ရှင်တော်သူများဖြစ်ဖို့အတွက်တဲ့ကိုရောဟာတစ်တိုင်ပေါ်မှာငါတို့အတွက်အသေးခံတော်မူတယ်ထိုရများအပြင်ငါတို့ဟာအနာပြောက်လျက်ရှိတယ်လို့ပြောတဲ့အခါမှာနော်ဒီကျင့်ချင်းအမင်္ဂလာတွေကလွတ်မြောက်ခြင်းဖြစ်တယ်ဆိုတာကိုပြောခြင်းဖြစ်တာနော်အဲ့ဒီမှာကျွန်တော်တို့နှစ်ခုကိုကျွန်တော်ချိတ်ဆက်ပြီးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အသက်တာအထဲမှာစာတန်ကနေနော်မွေးကလေးကနေနော်ဝင်ရောက်နော်ပါဝင်ပူးကန်နေတဲ့အတွက်ကြောင့်မလို့စာတန်ရဲ့ကြိမ်ချင်းကိုခံရတာစာတန်ရဲ့ကြိမ်ချင်းကိုခံရတဲ့အတွက်ကြောင့်မလို့အပြစ်ကိုလုံမိကြတာအပြစ်ကိုလုံတဲ့အတွက်ကြောင့်မလို့ဒီကြိမ်ချင်းဟာပိုးပြီးတော့ကြီးမားပြီးတော့အပြစ်ကိုထပ်လုံမိအပြစ်ကိုလုံမိတော့ကြိမ်ချင်းကထပ်များကြိမ်ချင်းကများလာတဲ့အထိုက်အလျောက်တိုင်းအပြစ်ကိုလုံဒါရင်းနဲ့ပဲလူရဲ့ဘဝကြီးဟာဘာဖြစ်လဲကြိမ်ချင်းအမင်္ဂလာထဲမှာနော်တဖြည်းဖြည်းချင်းနဲ့နော်နှစ်မြုပ်တစ်ထက်နှစ်မြုပ်ပြီးတဲ့အခါမှာနော်ဆိုးတဲ့ထက်ဆိုးရွားသွားကြတယ်နော်အဲ့တော့သခင်ခရစ်တော်ကနော်ကျွန်တော်တို့ရဲ့အသက်တာဒီလိုကြိမ်ချင်းအမင်္ဂလာကနော်လွတ်မြောက်သွားဖို့ရန်အတွက်လက်ဝါးကတိုင်ပေါ်မှာအသေးခံတယ်အဲ့လက်ဝါးကတိုင်ပေါ်မှာအသေးခံတဲ့သခင်ခရစ်တော်ရဲ့အထက်မှာကျွန်တော်တို့ကလည်းဝင်ရောက်ပြီးတော့သူနဲ့အတူတူသေတဲ့အခါကျမှချိန်ချင်းကလွတ်မြောက်တာခရစ်တော်ကငါတို့အတွက်လက်ဝါးကတိုင်ပေါ်မှာအသေးခံခြင်းအဖြစ်ငါတို့ဟာချိန်ချင်းကလွတ်မြောက်ပြီးဆိုတဲ့လက်လွတ်စပယ်ပြီးဆိုလွယ်ဒီကျွန်တော်တို့ဒီကြွေးကြော်မှုတွေကျွန်တော်တို့ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ကျွန်တော်တွားရတာမျိုးမဟုတ်ဘူးကိုရရှင်ငါတို့အတွက်ကာရမှာအတိခံလိုက်ပြီးကိုရရှင်အတိခံခြင်းအပြင်ငါတို့လွတ်မြောက်ပြီးချိန်ချင်းကလွတ်မြောက်ပြီးအဲ့ဒါလို့မဟုတ်ဘူးအဲ့ဒါကကျွန်တော်တို့ဒီပွဲကျင်းပခြင်းအစီအစဉ်နဲ့ကျွန်တော်တည်ဆူဖြောဖြစ်ခြင်းဖြစ်ပါတယ်အဲ့ဒါကကျွန်တော်တို့အတွက်ဒီအသက်တာရှင်သန်လျှောက်လန်းမှုလက်တွေ့ကြမှုဖြစ်လာဖို့အရေးကြီးတာကျွန်တော်တို့အစီအစဉ်တွေမှာကျွန်တော်တွေ့ရလိမ့်မယ်ကိုရရှင်ငါတို့အတွက်အသေးခံပြီးငါတို့လွတ်မြောက်သွားပြီဒါမဲ့ကိုရရဲ့အထဲကျွန်တော်ကျမပါသလားကိုရရှင်ရဲ့အထဲကျွန်တော်ကျမမပါဘဲနဲ့ကိုရရှင်ရဲ့အသေးခံခြင်းထဲမှာကျွန်တော်ကျမမပါဘဲနဲ့ကိုရရှင်ရဲ့အသေးခံခြင်းအပြင်ငါတို့တွေလွတ်မြောက်သွားပြီဆိုတဲ့နှုတ်နဲ့ကြွေးကြော်တဲ့အရာတည်နော်အတန်လေးတစ်ခုနဲ့ခံစားချက်တစ်ခုနဲ့ကျွန်တော်တို့တွေကြွေးကြော်ခြင်းကျေးဇူးတော်ချီးမွမ်းခြင်းပဲဖြစ်နေလိမ့်မယ်အဲ့ဒါကအသက်တာမဟုတ်ဘူးကျွန်တော်တို့ရဲ့ဘဝလွတ်မြောက်ခြင်းမဖြစ်နိုင်ဘူးကားတိုင်းပေါ်မှာတွေးသွင်းပြီးတော့အသေးခံခြင်းအဖြစ်လူသားတွေကိုနော်ကျင့်ချင်းအမင်္ဂလာကလွတ်မြောက်စေတဲ့
သခင်ခရစ်တော်ရဲ့အထဲမှာဝင်ရောက်ပြီးတော့ကိုရိုရှင်နဲ့တူပေါင်းဆက်ပြီးတော့ပါဝင်ခံထမ်းလိုက်တဲ့အခါကျမှသာလျှင်ကိုရိုရဲ့ဒီလဝကတိုင်ထက်သွေးသွန်းအသေးခံပြီးတော့လွတ်မြောက်ခြင်းကိုပေးလိုက်တဲ့အရာဒီမိမိရဲ့ဘဝတတမှာတက်ရောက်ခြင်းဖြစ်လာလိမ့်မှာအဲ့တော့ကိုကပါနေဖို့အရေးကြီးတယ်ကိုကပါဖို့အတွက်ကိုရိုရှင်ရဲ့အထဲဝင်ရောက်ရမှာသဘောပေါက်လားရှင်းလားမသိဘူးနော်သိရေးကြည့်တာအဲ့တော့ကိုရိုရှင်ကနော်ကျွန်တော်တို့ကိုသူ့ရဲ့အထဲမှာထည့်ဝင်ပြီးတော့ကျွန်တော်တို့ကကိုရိုရှင်နဲ့အတူသွေးသွန်းခြင်းမှာပါဝင်တယ်ကိုရိုရှင်နဲ့အတူအသေးခံလိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့အသက်တာတည်ကိုရိုရှင်နဲ့တပေါင်းတစည်းထဲနဲ့ပါဝင်ခံထမ်းခြင်းဖြစ်သွားခြင်းကြောင့်မလို့ချိန်ချင်းကလွတ်မြောက်သွားပြီအဲ့ဒီမှာချိန်ချင်းဆိုတဲ့ကိစ္စကိုအရင်ပြောပြမယ်လွတ်မြောက်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ချိန်ချင်းကိုသွားပြီးတော့မစင်စားနဲ့တော့ကိုရိုရှင်ရဲ့အထက်ဝင်ရောက်လိုက်ပြီကိုရိုရှင်နဲ့အတူကိုယ့်ရဲ့သွေးတွေလည်းပဲထုတ်ပြလိုက်ပြီကိုရိုရှင်ကသူ့ရဲ့သွေးကိုယ့်ရဲ့အထက်ထည့်လိုက်ပြီကိုရိုရှင်နဲ့အတူတည်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဝိညာဉ်ထဲမှာရှိတဲ့စာတန်ရဲ့ဝိညာဉ်ထွက်သွားပြီထွက်သွားတဲ့နေရာမှာကိုရိုရှင်ရဲ့ဝိညာဉ်ကိုယ့်ရဲ့အထဲဝင်ရောက်နေရယူပြီဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝဟာကိုယ့်ရဲ့ဝိညာဉ်စိတ်ခန္ဓာကြီးဟာကိုရိုရှင်ရဲ့သွေးကိုရိုရှင်ရဲ့ဝိညာဉ်ကိုရရှိတော့ဝိညာဉ်စိတ်ခန္ဓာကြီးဖြစ်နေပြီအတိတ်လူဟောင်းရဲ့ elements တွေရှိသေးလားမရှိတော့ဘူးစာတန်ရဲ့ဝိညာဉ်စာတန်ရဲ့သွေးမရှိတော့ဘူးဆိုတော့စာတန်နဲ့ဆိုင်တဲ့ချိန်ချင်းအမင်္ဂလာမရှိတော့ဘူးဒါဆိုလို့ရှိရင်အဲ့ဒီချိန်ချင်းအမင်္ဂလာကိုမစင်စားနဲ့တော့လွတ်မြောက်သွားပြီလေမစင်စားနဲ့တော့တချို့ကဘာဖြစ်လဲဆိုတော့နော်ဒီခြောက်ချားချင်းခံရတယ်နော်အချောက်ခံရတယ်နော်အစွဲတစ်ခုနဲ့ကိုပြန်ချုပ်ထားကြတယ်တခုတော့ရှိတယ်ကိုကအမိခံခရိယာနဲ့ပဲသွားမယ်ဆိုလို့ရှိရင်တော့ဝိနည်းအရဟုတ်လားလက်တကြီးအရကိုကဟုတ်စေကြောချင်းခံလိုက်တယ်ဒါမဲ့ကိုယ့်ရဲ့အသက်တာကဘာဖြစ်လဲခရစ်တော်ရဲ့အထဲမဝင်ရောက်သေးဘူးကိုယ့်ရဲ့စိတ်ကလောကကိုပဲဆွဲလန်းနေတယ်ကိုယ့်ရဲ့အတ္တကိုယ့်ရဲ့အလိုဆန္ဒအတိုင်းပဲလောကကြီးမှာပျော်မွေ့နေတယ်ဆိုလို့ရှိရင်တော့လေဒါကကျွန်တော်တို့စာတန်ရဲ့ချုပ်နှောင်ခြင်းခံနေရသေးတဲ့အတွက်ကြောင့်မလို့နော်ချိန်ချင်းအမင်္ဂလာကတော့မလွတ်မြောက်သေးဘူးရှိအောင်ပါသို့တော်လည်းပဲကိုယ့်ရဲ့ကိုတိုင်းကနေပြီးတော့ဟုတ်လားမိဘပေးတဲ့ဖျားကိုယူတာမဟုတ်ပဲနဲ့မိဘပေးတဲ့ဖျားကိုရတာမဟုတ်ပဲနဲ့ကိုတိုင်းကနေပြီးတော့ရှာဖွေတွေ့ရှိတိုးဝင်ရောက်ခိုလုံတဲ့ဒီခရစ်တော်ကိုရပြီးတော့ခရစ်တော်နဲ့တူဒုက္ခခံခြင်းခရစ်တော်နဲ့တူသွေးသွန်းခြင်းခရစ်တော်နဲ့တူအသေးခံခြင်းခရစ်တော်နဲ့တူသင်္ချမ်းမှာမြုပ်နှံခြင်းခရစ်တော်နဲ့တူပြန်လဲရှင်ပြထမြောက်ခြင်းဆိုတဲ့ process တွေဖြစ်စဉ်တွေကိုကျွန်တော်တို့တွေရှောက်လန်းလာခဲ့ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ချိန်ချင်းအမင်္ဂလာကလွတ်မြောက်ပြီးတော့သူများဖြစ်နေပြီဒါပေမဲ့စာတန်ကဆက်ပြီးတော့လူရဲ့ဒီအသိဉာဏ်နဲ့ဆိုင်တဲ့အတွေးတစ်ခုခံစားချက်အထက်မှာသူကပြန်လဲဝင်ရောက်လာပြီးတဲ့အခါမှာလူကိုချိန်ချောက်တတ်တယ်
မင်းမလွတ်သေးဘူးမင်းမလွတ်မြောက်သေးဘူးငါမိထဲမှာရှိသေးတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်စာတန်ကကိုယ့်ကိုလက်မလွတ်ခြင်းတဲ့အတွက်ကြောင့်မလို့နော်သူကကိုယ့်ကိုပြန်ပြီးတော့ရအောင်စူးစမ်းနေတဲ့အရာအမှန်မှားကတော့စာတန်ကိုယ့်ရဲ့အထက်မှာမရှိတော့ဘူးခရစ်တော်ကိုကိုယ်ကပိုင်သွားပြီဒါမဲ့လူရဲ့အသိဉာဏ်နဲ့ဆိုင်တဲ့စိတ်အစွဲတစ်ခုမှာအဲ့ဒီအရာကိုလာပြီးတော့ခံစားစေတာအဲ့ဒီခါကိုကနေဟာငါကတော့ခရစ်တော်ကိုခံယူထားပေမဲ့လည်းပဲခရစ်တော်နဲ့တူငါအသေးခံပေမဲ့လည်းပဲဒီစာတန်ရဲ့ဝိညာဉ်ဆိုးမိစ္ဆာနတ်ဆိုးငါရဲ့အထက်ကမထွက်သေးဘူးငါမလွတ်သေးဘူးနော်စိတ်ထဲမှာခံစားနေရတတ်တယ်အဲ့ဒါကသူကကိုယ့်ကိုလာချောက်နေတဲ့အရာကိုယ့်ရဲ့စိတ်အစွဲတစ်ခုအဲ့ဒီမှာကိုကသိလိုက်ပါယုံကြည်ခြင်းနဲ့ကိုကခံယူနားလည်ပြီးတော့ရှင်သန်နေဖို့ကဘာလဲဆိုရင်တော့ငါသည်ခရစ်တော်ရဲ့အထက်တိုးဝင်ရောက်ခိုလုံအနှံပြီးခရစ်တော်နဲ့အတူငါသည်သွေးသွန်းအတည်ခံပြီးပြီခရစ်တော်နဲ့တူငါပြန်လဲရှင်ပြန်ထမြောက်ပြီးပြီငါရဲ့လူဟောင်းမရှိတော့ဘူးငါရဲ့လူဟောင်းဟာဆိုလို့ရှိရင်တင်းချိုင်းမှာဖြစ်တယ်ငါသည်ယခုလူသည်ခရစ်တော်၌ရှိလျင်အသစ်ပြုပြင်သောတတ္တဝါဖြစ်၏a new person ဟောင်းတဲ့ຢာတွေအားလုံးပါဖြစ်တယ်ပျောက်ကွယ်သွားပြီလူဟောင်းနဲ့ဆိုင်တဲ့ຢာတွေမရှိတော့ဘူးအသစ်ဖြစ်သွားပြီစာတန်မပိုင်တော့ဘူးဒါကိုကပြန်တတိယပြီးတော့ယုံကြည်ခြင်းနဲ့ကိုရှင်သန်နေဖို့ရည်ကြည်တယ်ခရိယန်တော်တော်များများနော်လွတ်မြောက်သွားပြီးတဲ့ခရိယန်တွေတော်တော်များများအဲ့လိုမျိုးထောက်ချခြင်းခံရပြီးတော့ငါလွတ်သေးရဲ့လားစိုးရိမ်နေတဲ့အရာကစာတန်ကိုနေရာပြန်ပေးဖို့အတွက်တကားဖွင့်ပေးခြင်းဖြစ်နေတယ်နော်ကိုယ့်ရဲ့စိတ်ကနေပြီးတော့ဆွဲနေတဲ့အစွဲတစ်ခုမှာစာတန်ကဝင်ပေါက်တစ်ခုနဲ့ပြန်ဝင်လာပြီးတော့ကိုယ့်ကိုဒုက္ခပေးတတ်တယ်ကျင့်ချင်းအမင်္ဂလာကလွတ်မြောက်သွားပြီမရှိတော့ဘူးသူကကိုယ့်ကိုအိမ်မက်တွေပေးပြီးတော့ဟုတ်လားပုံစံအမျိုးမျိုးနဲ့နောက်ဆက်မယ်ဒါပေမဲ့ကိုယ်စိတ်ထဲမှာဒီဟာကိုမစင်စားနဲ့တော့ဂရုမစိုက်နဲ့တော့ကိုယ့်ရဲ့အန္တရာယ်တွေစိုးရိမ်မှုတွေကြောက်ရွံ့မှုတွေစာတန်ရဲ့ဒီထိတ်လန့်စေတဲ့ခြောက်ခြားစေတဲ့အရာတွေကိုခေါင်းထဲမထည့်နဲ့မိပြလိုက်ကိုယ်မှာအာယုံစိုက်ရမယ့်အရာကငါသည်ခရစ်တော်၌အသစ်သောလူတစ်ယောက်ဖြစ်တယ်ငါသည်ဖခင်ရဲ့သားဖြစ်တယ်ဖခင်ရဲ့သမီးဖြစ်တယ်ဒါကိုပဲအာယုံစိုက်နေဖို့ဖြစ်တယ်ကျွန်တော်တို့ဟာဒီခရစ်တော်၌ကျွန်တော်တို့လွတ်မြောက်သွားသောသူများဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အာယုံမစိုက်ပဲနဲ့စာတန်ငါ့ကိုချုပ်နေတယ်နှောက်ယှက်နေတယ်စာတန်ငါ့ကိုဒုက္ခပေးနေတယ်ငါကြိမ်ချင်းကိုပြန်ရောက်သွားပြီကြိမ်ချင်းခံနေရတယ်ဆိုတဲ့အစွဲတစ်ခုကကိုယ့်ကိုဒုက္ခပေးနေတာကိုယ့်ကိုထောင်ချထားတာဖြစ်တယ်ဒါကကိုယ့်ကိုဒီကြိမ်ချင်းအမင်ကိုပြန်ပုတ်ပေးနေတာယုံကြည်ခြင်း၌ရှင်သန်ခြင်းဆိုတာအဲ့ဒါပဲဒါကျွန်တော်တို့ရဲ့ယုံကြည်တဲ့အတွက်ကြောင့်မလို့ဒီလိုဖြစ်လာတာကိုဖြစ်တဲ့အရာမှာကျွန်တော်တို့ကယုံကြည်ပြီးတော့ရှင်သန်နေတာဖြစ်တယ်နော်ကိုကယုံကြည်တဲ့အတိုင်းဖြစ်လာတာမဟုတ်ဘူးကိုဖြစ်နေတယ်ဆိုတဲ့အရာခရစ်တော်၌ကိုဖြစ်သွားတဲ့အရာမှာကိုကယုံကြည်ပြီးတော့ရှင်သန်နေဖို့အဲ့ဒီအခါမှာကိုယ့်ရဲ့ဘဝအတ္တကြီးဟာလည်းပဲပြောင်းလဲခြင်းဖြစ်သွားလိမ့်မယ်ယခုဒီမှာတချို့တော်တော်များများเนาะအဲ့လိုမျိုးကိုเนาะငါမလွတ်မြောက်သေးဘူးဆိုတဲ့ခံစားချက်ရှိနေတယ်เนาะဒါကနေလွတ်မြောက်ဖို့ဟာပြန်ပြီးတော့စိတ်ပြတမ်းပါမပြတမ်းခင်မှာခရစ်တော်ရဲ့အထက်အရင်တိုးဝင်เนาะတိုးဝင်အဲ့လိုတိုးဝင်တဲ့အခါမှာကျွန်တော်တို့ဟာတိုးဝင်လိုက်ပြီဆိုတာမျိုးအဲ့လိုတခုတည်းမဟုတ်ဘူးကျွန်တော်တို့အသင်းတော်ကြီးမှာရှိတဲ့ sacrament တွေလည်းကျွန်တော်တို့တွေခံယူပြီးတော့တွားရမှာဖြစ်တယ်နော်အာဘဖြစ်ခြင်းတို့ဟုတ်လား
မိစားတက်ခြင်းကိုရမြပင်ခြင်းအစားရှိတဲ့အရာတွေကျွန်တော်တို့ခံယူပြီးတော့ဟာမှဖြစ်တယ်နော်ဆိုတော့နောင်တရတယ်ဆိုတော့ကျွန်တော်တို့ဒီကိုရောရှင်တန်ကျွန်တော်တိုးဝင်ခြင်းမှာကျွန်တော်နောင်တမပါဘဲနဲ့ဘယ်တော့မှမရဘူးနောင်တမပါဘဲတိုးဝင်လို့မရဘူးကျွန်တော်တို့နောင်တနဲ့တိုးဝင်ခြင်းခွဲလို့မရဘူးနော်တိုးဝင်တဲ့အခါမှာလည်းကျွန်တော်ယုံကြည်ခြင်းနဲ့တိုးဝင်တာလေမယုံရင်လည်းကျွန်တော်တိုးဝင်လို့မရဘူးဆိုတော့တိုးဝင်ဆက်ကပ်ခြင်းနဲ့ယုံကြည်ခြင်းဟာတွဲပြီးတော့သွားနေကြတယ်အဲ့ဒီအတိုင်းပဲအဲ့ဒီယုံကြည်ခြင်းနဲ့တိုးဝင်ခြင်းတို့နဲ့အတူနောင်တကလည်းတွဲပြီးတော့ပါနေတယ်အဲ့ဒင်းကားဖျားရဲ့ခေါင်းနဲ့ပန်းလိုမျိုးပေါ့ဒီဒင်းကားဖျားရဲ့ငါတော့ခေါင်းမဲ့လို့ခြင်းနဲ့ပန်းမလို့ခြင်းပန်းမဲ့လို့ခြင်းနဲ့ခေါင်းမလို့ခြင်းမရဘူးဒင်းကားဖျားကိုကျွန်တော်ယူလိုက်ရင်တော့ခေါင်းရောပန်းရောနှစ်ခုစလုံးကပါလာတော့မှာပဲခွဲလို့မရဘူးအဲ့ဒီသဘောတရားအတိုင်းပါပဲကျွန်တော်ကိုရောရှင်ထံတော့ကျွန်တော်ယုံကြည်ခြင်းနဲ့တိုးဝင်ချင်းကခြင်းနဲ့အတူပဲနောင်တတရားကလည်းပဲခွဲလို့မရအောင်ပါကိုပါနေတာနောင်တတရားတကယ်ဖြစ်လာပြီဆိုလို့ရှိရင်ကိုရောရှင်တော့ကျွန်တော်တို့ယုံကြည်ခြင်းနဲ့တိုးဝင်လာတယ်နောင်တရတဲ့တို့ကြောင့်ကိုယ့်ဘာသာကိုပဲကြင်ကြံကြိုးစားမယ်ဒါဆိုလို့ရှိရင်တော့စာတန်လှည့်စားနေပြီစာတန်ရဲ့နော်မိစ္ဆာဒိဋ္ဌိမိစ္ဆာနတ်ဆိုးကကိုယ့်ကိုလှည့်စားနေတဲ့အရာနောင်တရပြီးတော့ကိုရောရှင်ကျွန်တော်ခွင့်လို့ပါမဟုတ်ဘူးနောင်တရတို့ကြောင့်မလို့ငါသည်အလှူဒါနပေးပြီးတော့ငါသည်အလှူဒန်းပြုပြီးတော့အပြစ်ဒဏ်ဆက်ဖြေပြီးတော့ငါအပြစ်ကလွတ်မြောက်အောင်လုပ်မယ်ဒါဆိုလို့ရှိရင်တော့ဘာဖြစ်လဲစာတန်နတ်ဆိုးကိုနောက်ရှက်နေပြီမှားယွင်းတဲ့နောင်တနော်ကိုအထင်ကြီးပြီးတော့ကိုဖျားအဖြစ်တင်မြောက်ထားတဲ့နောင်တလို့ခေါ်တာဒါစစ်မှန်သောနောင်တမဟုတ်ဘူးစစ်မှန်တဲ့နောင်တ genuine နော်ဒီနောင်တပါလဲဆိုလို့ရှိရင်တော့ဒီကိုရောရှင်ထံမှာယုံကြည်ခြင်းနဲ့တိုးဝင်ခိုလုံဆက်ကအနံ့ခြင်းဆိုတော့နောင်တရတော့ယုံကြည်ခြင်းနဲ့ယုံကြည်ခြင်းရှိတော့သူဤနောင်တခွဲလို့မရဘူးနော်အဲ့လိုဖြစ်လာဒါမှသာရင်ကျွန်တော်တို့ဟာကိုရောရှင်ထံမှာအမှန်တကယ်တိုးဝင်ချင်းကချင်းဖြစ်မှာဒါဆိုလို့ရှိရင်ကျွန်တော်တို့အသင်းတော်ကြီးရဲ့ပြတန်းနော်ဒီလမ်းပြပြင်ဆင်ပေးထားတဲ့ကိုရောမြတ်ဘူးချင်းတို့ကိုရောမြတ်ပင့်ယူခြင်းတို့အာဘတ်ဖြေခြင်းတို့ဆိုတဲ့ sacrament တွေကလိုအပ်လာပြီနော်အဲ့လိုပြောတဲ့နေရာမှာကျွန်တော်တို့ဒီကိစ္စကလည်းပဲအချိန်အနည်းငယ်ယူပြီးတော့ကျွန်တော်တို့ဆွေးနွေးရှင်းပြရမယ်သဘောတရားရှိပါတယ်ကျွန်တော်တို့ဒီအများအားဖြင့်ကျွန်တော်အာဘတ်ဖြေကြတဲ့အခါမျိုးမှာကိုယ့်ရဲ့အပြစ်တွေကိုပဲစဉ်းစားပြီးတော့အပြစ်တွေလာပြောပြလိုက်တယ်အာဘတ်ဖြေပြီးနောက်ပြီးတဲ့အခါနောက်အပြစ်ပြန်လုပ်မယ်ပြီးရင်ပြန်ဖြေမယ်ဒီတော်တော်များများကအဲ့ဒီပုံစံမျိုးနဲ့ဖြစ်နေကြတာအာဘတ်ဖြေခြင်းကိုနော်ကိုရောရှင်ထမတကယ်တိုးဝင်ခိုလုံဆက်ကတဲ့ယုံကြည်ခြင်းရှိတော်သူရဲ့ဒီနောင်တမျိုးနဲ့ကျွန်တော်တို့တွေမဖြစ်ကြဘူးအပြစ်တွေဝမ်းနဲ့ချီကွဲပြီးတဲ့အခါမှာအပြစ်တွေကိုလာပြောပြလိုက်တယ်ဒါပေမဲ့ကိုရောရှင်ထံမှာတိုးဝင်ခြင်းမရှိဘူးဒါဟာဆိုလို့ရှင်လည်းပဲဘာဖြစ်လဲစစ်မှန်သောနောင်တမဟုတ်ဘူးအာဘတ်ဖြစ်တယ်တိုးတော်လဲကိုရောရှင်ထံတိုးဝင်ခြင်းမရှိဘူးဒါဆိုလို့ရှိရင်ကိုရောရှင်ရဲ့စကားကိုကျွန်တော်တို့ကအပြင်ကပဲကြားရမှာတယောက်ကနေပြီးတော့တက်တည်ခံတဲ့အရာကိုပါဇက်ကနေအပြင်ကနေပြီးတော့ပါဇက်နဲ့ပြောတဲ့အရာကိုအပြင်ကနေကိုယ့်ရဲ့နားနဲ့ပဲကြားရမှာကိုရောရှင်ရဲ့အတွင်းကနေပြောတဲ့စကားတန်ကိုကျွန်တော်တို့ကြားနိုင်စွမ်းမရှိဘူးနားမလည်နိုင်ဘူးအဲ့တော့ကျွန်တော်တို့ဒီတကယ်နောင်တပါတော့ယုံကြည်ခြင်းနောင်တပါတော့နော်ဒီဝန်ချတောင်းပန်တဲ့နောင်တပေါ့နော်အဲ့နောင်တရှိတော့ဒီခိုလုံခြင်းရှိနေဖို့လိုအပ်တာဒါကိုကျွန်တော်တို့မေ့လို့မရအောင်နော်ဒါကျွန်တော်တို့ဒီတင်းတော့မှာကျွန်တော်တို့အများဖြစ်နော်အဘတ်ဖြစ်ပြီးတော့နောက်အပြစ်ပြန်လုပ်တယ်နော်ဒီလိုပဲများကြတာဆိုတော့ခရိယန်အများစုကတော့အဘတ်ဖြစ်ကြတာပဲဒါပေမဲ့ခရစ်တော်ထဲမဝင်ကြဘူးအမြဲတတိယပါအဘတ်ဖြစ်တော့မယ်ဆိုလို့ရှိရင်ဟုတ်လားဒီတရားကိုပြန်တတိယပါ
ခရစ်တော်ထဲကိုဝင်ရောက်တော့သူရဲ့နောင်တအဲ့ဒါနဲ့အဘတ်ဖြစ်ပါနော်အဲ့ဒီလိုမျိုးကျွန်တော်တို့တွေအဲ့ဒီပုံစံမျိုးနဲ့ကျွန်တော်တို့ခရစ်တော်ရဲ့အထဲတိုးဝင်ကြပြီဆိုလို့ရှိရင်ကျွန်တော်တို့ကျင့်ချင်းအမင်္ဂလာကလွတ်မြောက်ပြီအပြစ်တွေကလည်းလွတ်မြောက်ပြီခရစ်တော်နဲ့တူပြန်ရှင်လာကြပြီကျွန်တော်တို့ရဲ့အထဲမှာခရစ်တော်သခင်ဝင်ရောက်လာပြီပထမကိုကခရစ်တော်ရဲ့အထဲဝင်လာပြီးတဲ့အခါကျမှခရစ်တော်ကကိုယ့်ရဲ့အထဲဝင်လာခရစ်တော်ကကိုယ့်ရဲ့အထဲဝင်လာပြီဆိုလို့ရှိရင်ခရစ်တော်ကကိုယ့်ရဲ့အထဲမှာအသက်ရှင်ပြီးပြီပဲကိုယ့်ရဲ့အသက်ရှင်ခြင်းတည်းခရစ်တော်ရဲ့အသက်ရှင်ပြီးခြင်းအဲ့လိုဖြစ်သွားပြီအဲ့ဒီခါကျတော့မိမိတည်အပြစ်နဲ့ဆိုင်ပြီဆိုလို့ရှိရင်ဘာဖြစ်လဲသေတော်သူတယောက်ဖြစ်ပြီဖျားနဲ့ဆိုင်တယ်ဖြောင့်မတ်ခြင်းတရားနဲ့ဆိုင်ပြီဆိုလို့ရှိရင်တော့အသက်ရှင်တော်သူတယောက်ဖြစ်ပြီဒါကျွန်တော်တို့အမြဲတမ်းနော်တတိထားရမှာဒါကိုအမြဲတမ်းကျွန်တော်တို့ခေါင်းထဲမှာဆွဲထားရမှာဖြစ်ပါတယ်ဒါကျွန်တော်လည်းအမြဲဆုတောင်းတယ်အပြစ်နဲ့ဆိုင်တဲ့အခါမှာကိုရောရှင်တပည့်တော်ကိုသေတော်သူဖြစ်စေပါနော်အပြစ်တစ်ခုခုကိုလောက်ခံနေဆိုလို့ရှိရင်ကိုရောတပည့်တော်ကိုသေတော်သူတယောက်ဖြစ်စေပါသေပြီဆိုလို့ရှိရင်အပြစ်လုပ်လို့ရမလားသေတဲ့သူကအပြစ်မလုပ်တတ်တော့ဘူးသေသွားပြီလေသူ့ထဲမှာသွေးမရှိတော့ဘူးသေသွားပြီသေတဲ့သူကအပြစ်မလုပ်တော့ဘူးဒါကြောင့်မလို့အပြစ်လုပ်ခါနေဆိုလို့ရှင်ကိုရောရှင်ဆုတောင်းလိုက်ပါကျွန်တော်ကိုသေတော်သူတယောက်ဖြစ်စေပါကိုရောရှင်ပြီးငါဒီလူသေတယောက်ပဲသေတော်သူငါသေတော်သူဖြစ်တယ်အဲဆိုလို့ရှင်အပြစ်ကိုလည်းမစင်စားတော့အပြစ်လည်းမလုပ်တော့ဘူးအပြစ်နဲ့ဆိုင်ရင်အသေးဆိုအဲ့ဒါပြောတာအပြစ်နဲ့ဆိုင်ရင်ကိုဒီသေတော်သူတယောက်ဖြစ်ရမှာဒါမဲ့ဖျားနဲ့ဆိုင်ရင်ဖျားသခင်ရဲ့အလိုတော်နဲ့ဆိုင်ရင်ဘာဖြစ်ရမှာလဲရှင်တော်သူတယောက်ဖြစ်ရမှာဂျေဇုတော်ချီးမွမ်းခြင်းဆုတောင်းခြင်းကျမ်းစာဖတ်ခြင်းဟုတ်လားတက်တည်ခံခြင်းတပါးသောသူအတွက်ဆုတောင်းပေးခြင်းနှစ်သိမ့်စကားပေးခြင်းကောင်းမြတ်တဲ့အရာတွေမဟုတ်ဘူးလားဒါဆိုလို့ရှိရင်အဲ့ဒီအရာတွေလုပ်ဖို့ရန်အတွက်ဆိုပါဖြစ်မလဲကိုကအသက်ရှင်တော်သူတယောက်ဖြစ်ရမှာဖျားနဲ့ဆိုင်တော်ဖျားသခင်ရဲ့အလိုတော်နဲ့ဆိုင်တော်အရာတွေပြုဖို့ဆိုလို့ရှိရင်ကိုဒီရှင်တော်သူတယောက်ဖြစ်နေရမယ်ဒါမဲ့မကောင်းတဲ့အရာတွေတပါးသောသူကိုကအဖြစ်တင်ဝေဖန်မယ်တပါးသောသူရဲ့သားများတွေကိုထိခိုက်ပြစ်မှားမယ်သူများပစ္စည်းဥစ္စာကိုခိုးယူမယ်သူများအတင်းပြင်းကိုပြောမယ်စိတ်ထဲမှာစဉ်းစားလာပြီဆိုလို့ရှိရင်ဘာဖြစ်လဲချက်ချင်းငါဒီသေတော်သူတယောက် I'm dead ငါသေတော်သူတယောက်ဖြစ်တယ်သေတဲ့သူတယောက်ဖြစ်ပါအပြစ်နဲ့ဆိုင်ရင်အသေးဖြစ်ရမှာဖျားနဲ့ဆိုင်ရင်အရှင်ဖြစ်ရမှာဒီလိုဖြစ်လာဖို့ရန်အတွက်ကျွန်တော်တို့ဟာခရစ်တော်ရဲ့အထက်တိုးဝင်ပြီးတော့ကျွန်တော်တို့ကိုသူ့ရဲ့အထက်မှာလက်ခံထည့်ဝင်ထားသောခရစ်တော်သခင်ဟာကျွန်တော်တို့အတွက်လက်ဝါးကတိုင်မှာအသေးခံပြီးတော့ကျင့်ချင်းအမင်္ဂလာလေးပယ်ဖြတ်ပေးလိုက်ပြီအဲ့ဒီကျင့်ချင်းအမင်္ဂလာလွတ်မြောက်သွားတဲ့အတွက်ကြောင့်မလို့အပြစ်နဲ့ဆိုင်ရင်အသေးဖျားနဲ့ဆိုင်ရင်အရှင်အဲ့ဒါပဲဒီအချက်ကိုအမြဲမှတ်ထားမယ်ဆိုတော့ကျွန်တော်တို့မနေ့အိယာထပြီဆိုလို့ရှိရင်နေ့စဉ်နာနဲ့ပူဇော်ခြင်းမေတ္တာဘုရားစုရွှေနှလုံးတော်ကျွန်တော်လိုအပ်သမျှကြံသမျှပြုအပ်သမျှဆုတောင်းမေတ္တာများပူဇော်သမျှတော့အရာအလုံးဟုတ်လားရွှေစစ်အကျဉ်းတော်နဲ့တုံးတွိုက်ထားပြီးလျင်ဟုတ်လားဆုတောင်းတယ်မဟုတ်လားအဲ့ဒါလည်းဆုတောင်းသိကောင်းတယ်ကျွန်တော်ကဘယ်လိုဆုတောင်းလဲဆိုလို့ရှိရင်ကိုရောရှင်ကျွန်တော်ရဲ့ခုနဆုတောင်းတဲ့အချက်တွေကိုအဲ့ဒီအတိုင်းဆုတောင်းပြီးတဲ့အခါမှာနည်းနည်းလေးထပ်ဖြည့်ဆွတ်လိုက်တယ်ကိုရောရှင်ကျွန်တော်ရဲ့စိတ်နှလုံးလူအင်ဆန္ဒကိုအလိုတော်အတိုင်းဖြစ်စေ၍တန့်ရှင်းစေပါကျွန်တော်ရဲ့အကြံအစီများကိုအလိုတော်တိုင်းဖြစ်စေ၍တန့်ရှင်းစေပါကျွန်တော်ရဲ့အတွေးအခေါ်များကိုအလိုတော်တိုင်းဖြစ်စေ၍တန့်ရှင်းစေပါကျွန်တော်ပြုတ်တဲ့အရာများကိုအလိုတော်တိုင်းဖြစ်စေ၍တန့်ရှင်းစေပါ
ပြီးတဲ့အခါမှာကျွန်တော်ကိုအပြစ်ကိုပြုတော့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကိုတတ်ပါတေတော်သူတယောက်ဖြစ်စေပါကိုတို့ရဲ့အလိုတော်အတိုင်းရှောက်လန်းဖို့ရအတွက်ဆိုရင်တော့အစင်မြဲအသက်ရှင်စီပါဒါဆုတောင်းခြင်းမှာထက်သွင်းပြီးတော့ဆုတောင်းတယ်တခါတလေကြာရင်စိတ်ထဲကနေပြီးတော့နော်အပြစ်တွေကိုပြုတ်ဖို့အတွက်စဉ်းစားမိတယ်ဒီလူတယောက်ကိုစိတ်ဆိုးပြီးတော့ဝေဖန်လိုက်ခြင်းနဲ့ချက်ချင်းကိုရောကျွန်တော်ကိုတတ်ပါကိုရရှင်ကျွန်တော်တတ်ပါ kill me ကျွန်တော်ကိုတတ်ပါကိုရရှင်ကျွန်တော်တတ်ရင်ဘာဖြစ်လဲကျွန်တော်တီးပြီးဆိုလို့ရှိရင်အပြစ်မလုပ်တော့ဘူးတေတော်သူတယောက်ဖြစ်ဖို့နော်ဆိုတော့အပြစ်နဲ့ဆိုင်တဲ့အခါမှာတည်တဲ့သူဖြစ်လာဖို့အဖျားနဲ့ဆိုင်တဲ့အရာမှာရှင်တော်သူတယောက်ဖြစ်ဖို့ဆိုတာကျွန်တော်တို့ဟာနော်ဒီခရစ်တော်ရဲ့အထက်ဝင်ရောက်ပြီးတော့ခရစ်တော်ရဲ့ကျင့်ချင်းကနေလွတ်မြောက်စေသောအရာကိုခံယူတတ်သူများဖြစ်ရမှာနော်ဒါကတိတ်အရေးကြီးတယ်တိတ်အရေးကြီးတာဒါကတော့ကျွန်တော်တို့စိတ်ဝင်စားစာကောင်းတဲ့ဒီတရားတစ်ပုဒ်တော့မဟုတ်ဘူးသို့တော်လည်းအသက်တာဖြစ်ပါတယ်ရှင်တန်ရမယ်ရအဲ့ဒါပဲကျွန်တော်တို့ဟိုသိချင်တဲ့ຢာတွေအများကြီးရှောက်တင်ယူလေ့လာဖတ်မှတ်သားဆွေးနွေးငင်းခုံငါအတင်းတော့သူ့အတင်းတော့ငါတို့အဖွဲ့သူ့အဖွဲ့ငါတို့ကမှန်တယ်သူတို့ကဘာဖြစ်လဲရှောက်ပြောပညာတွေအများကြီးပွားကြတယ်ဟာကိုယ့်ရဲ့ကျမ်းစာကျွမ်းတဲ့အရာဖော်ပြကြတယ်ဒါတွေအထက်ကျွန်တော်တို့ခရစ်တော်ရဲ့အထက်ဝင်ရောက်ပြီးတော့ခရစ်တော်နဲ့တူတည်သောအသက်တာခရစ်တော်နဲ့တူပြန်ရှင်သောအသက်တာခရစ်တော်ဝင်ရောက်သောအသက်တာခရစ်တော်ဦးဆောင်တဲ့အသက်တာအပြည့်နဲ့ဆိုင်ရင်အသေးဖခင်နဲ့ဆိုင်ရင်အရှင်ဖြစ်တဲ့အသက်တာဖြစ်ဖို့ကပိုးအရေးကြီးတယ်အရေးအကြီးဆုံးပါပဲအဲ့ဒါပဲအခုခဏလေးမိမိရဲ့ဘေးကလူနဲ့9မိနစ်လောက်ဒီနှုတ်ကပတ်တော်ဒီတရားပေါ်မှာမိမိရဲ့နားလေခံစားရတဲ့အရာကိုပြန်လဲပြီးတော့ဝေငှတက်တည်ခံဖို့အရာ9မိနစ်အချိန်ယူချမှာဖြစ်ပါတယ်